Hello အားလုံးပဲမင်္ဂလာပါဒါကတော့ဒီနေ့ပစိဒါအေဂျီအတင်းတော်ရဲ့25နှစ်ပြည့်တင်ဂျူဘလီရဲ့ပြီးရင်ဖျားเจ้าဖွင့်ပွဲကိုကျင်းပတဲ့ vlog လေးပဲဖြစ်ပါတယ်ခင်ဗျာလူတွေအရန်ကိုများတဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုရိုက်ဖို့လူတွေကြားတဲ့ကိုတိုးဝင်ပါတယ်ခင်ဗျာဒီနေ့မှာဆိုရင်လေးစားအားကြရတဲ့ DC ဥက္ကဋ္ဌဆရာရီတော်၎င်းကျွန်တော်တို့အတင်းတော်ပေါင်းစုံကနေဆရာတွေအများကြီးတက်ရောက်လာကြပါတယ်ဆိုတော့အရန်ကိုမပြောစရာလဲကောင်းပါတယ်ခင်ဗျာဒီပစိဒါအေဂျီအတင်းတော်ဟာဆိုရင်ကျွန်တော်တို့ရဲ့မိခင်အတင်းတော်ဖြစ်ပါတယ်ကျွန်တော်တို့ဒီအတင်းတော်ကနေခွဲထွက်တာ5နှစ်ပဲရှိသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီအတင်းတော်ကိုကျွန်တော်ရဲ့မိခင်အတင်းတော်ကိုအရန်ကိုမတတိယပါတယ်လို့ကျွန်တော်ကတော့ပူစီပေါင်းလွတ်တင်မဲ့အချိန်ကိုစောင့်နေတာဖြစ်ပါတယ်ဆိုတော့ခဏနေပူစီပေါင်းလွတ်တင်တော့မှာဖြစ်ပါတယ်ခင်ဗျာသူတို့ပူစီပေါင်းမလွတ်တခင်သူတို့တရောထိုးတာလေးတွေကိုကြည်ပါတယ်နားထောင်ပါတယ်ပြီးရင်အကျဉ်းစာတွေအပြန်အလှန်ဖတ်ပါတယ်ကျန်းစာတွေအပြန်အလှန်ဖတ်လို့ပြီးမှာတော့ဒီပူစီပေါင်းကိုလွတ်တင်တော့မှာဖြစ်ပါတယ်ခင်ဗျာအခုပူစီပေါင်းတွေလွတ်တင်တော့မှာဖြစ်ပါတယ်ခင်ဗျာတေနေတော့ကလေးရလမ်းဖမ်းလို့ဆိုတော့ဒီလိုမျိုးပူစီပေါင်းတွေလွတ်တင်လို့အပြီးမှာတော့ကျွန်တော်တို့ဖျားเจ้าဝင်ကြီးတဲ့ကိုဝင်သွားပါပြီခင်ဗျာလူတွေအယံများတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖြည်းဖြည်းချင်းပဲတိုးဝင်ပါတယ်ဘေးမှာကတော့ကျွန်တော်ရဲ့အတင်းအုပ်ဆရာကြီးဆယ်လင်ပြီးလက်ရှိပါတယ်ဆိုတော့အဆုံးအထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ